အားလုံးပဲမင်္ဂလာပါရှင်။လုပ်ငန်းသုံးတွေက600ဝန်းကျင်မှာကားတန်တာလေးနဲ့မိတ်ဆက်ပေးပါမယ်။ပထမတစ်စီးကတော့နံပါတ်10 4K လေးနဲ့လာပါမယ်ရှင်။2000ခွန်မော်တယ်ပါ။မန္တလေးလိုင်စင်နဲ့ရမှာပါရှင်။တက်တန်းလေးလည်းကြံပါသေးရဲ့။ Auto 2 week လေးပါရှင်။ AC power အစုံပါပါတယ်။ကားလေးလည်းတတ်ပါတယ်ရှင်။အတွင်းကန်းလေးလည်းကျဲပါတယ်။ကီလို3,300ကျော်နဲ့ရမှာပါရှင်။အမိုးကိုင်းခြေတက်ခုံအစုံပါပါတယ်။အနောက်ကျန်းခင်းလေးလည်းတတ်ပါသေးရဲ့ရှင်။630ဦးမှာညီနိုင်စည်းလေးနဲ့ရမှာပဲဖြစ်ပါတယ်။ဒုတိယတစ်စီးလေးကတော့ Toyota Town Ace တန်းအမှန်ကားလေးပဲဖြစ်ပါတယ်ရှင်။နံပါတ်10 3F နဲ့လာပါမယ်။2000မော်တယ်ပါ။ရေလန်းအင်ဂျီကားလေးပါရှင်။တာယာလေးလည်းအားကောင်းပါသေးရဲ့။ကားလေးလည်းတတ်ပါတယ်ရှင်။ Auto 4 wheel လေးပါ။ 2.2cc ဒီဇယ်ကားလေးပါရှင်။ AC power အစုံပါပါတယ်။ EFI စီပန်လေးပါ။ 3C ကြိုးပြောက်လေးပဲဖြစ်ပါတယ်ရှင်။အမိုးကိုင်းခြေတက်ကုန်းအစုံပါပါတယ်။ကျန်းကင်းလေးလည်းတတ်ပါသေးရဲ့ရှင်။600ဦးမှာညီနိုင်စီလေးနဲ့ရမှာဖြစ်လို့69 110 111ကြားမှာလည်းအောက်ကြည့်ရှုလို့ရပါတယ်။ခွန်သုံးလုံး3ညခွန်9ခွန်6ခွန်5 100 900မှာဆက်သွယ်မိမြတ်နိုင်ပါတယ်။